နိုင်ငံတွင်ဒုတိယကမ္ဘာစစ်အတွင်းစိတ်ဓာတ်မြင့်တင်ရန်နှင့်ဘေးအန္တရာယ်ကာကွယ်ရန်သမုဒ္ဒရာဂါထာတော်ကြီးကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်တရားဝင်ဝိုင်းဝန်းရွတ်ဆိုခဲ့ကြကြောင်းအမှန်တကယ်မှတ်တမ်းတင်ထားပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဘန်ကောက်မြို့ကြီးစစ်မီးတောက်ခံရစဉ်ကပြည်သူတွေဟာစိတ်ဓာတ်ခွန်အားရဖို့နဲ့ဘေးအန္တရာယ်ကာကွယ်ဖို့သမုဒ္ဒရာဂါထာတော်ကြီးကိုမြို့လုံးကျွတ်ရွတ်ဆိုဆုတောင်းခဲ့ကြပါတယ်။စစ်သမိုင်းမှတ်တမ်းတွေအရထိုစဉ်ကကျလာတဲ့ဘုံအများပြားဟာချိုယွင်းချက်တွေကြောင့်ရောဘန်ကောက်ရဲ့နှုံးမြင့်နူးတဲမြေတွေထဲစိုက်ဝင်သွားတာကြောင့်ပါအံ့ဩစရာကောင်းလောက်အောင်မပေါက်ကွဲပဲငြိမ်သက်သွားခဲ့ပါတယ်။ဒါဟာစိတ်ကူးရင်မဟုတ်ပါဘူး။ယနေ့ခေတ်အထိဘန်ကောက်မြေအောက်ကနေဒုတိယကမ္ဘာစစ်ကြမ်းမပေါက်ကွဲသေးတဲ့ဘုံတွေကိုသမိုင်းသက်သေအဖြစ်မကြာခဏတူးဖော်ရရှိနေစေဖြစ်ပါတယ်။သိပ္ပံနည်းကျအကြောင်းရင်းတွေရှိပေမဲ့ဘေးဆိုးကြီးကြတဲ့မှာသမုဒ္ဒရာဂါထာကိုရွတ်ဆိုပြီးတည်ငြိမ်မှုနဲ့အကာအကွယ်ရှာဖွေခဲ့ကြတဲ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကတော့ယနေ့တိုင်ထင်ရှားနေစေဖြစ်ပါတယ်။တင်လဲနေ့စဉ်ရွတ်ပွားပူဇော်ဖို့မမေ့ပါနဲ့။စัจ java လာအနန္တအရက်10မျက်နှာလုံးသမုဒ္ဒရာဂါထာတော်ကြီးကိုဖြန့်ကျက်ပြီးရွတ်ပွားပူဇော်ကြည့်ပါလေ။တင်းအတွက်တည်ငြိမ်မှုနဲ့အကာအကွယ်ကိုရမှာသေချာပါတယ်စမ်းသပ်ကြည့်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။